ရေရင်းတူးဆက်တွေမပေါ်ခင်ကလူတွေဟာတန်ရှင်းတဲ့ရေကိုဘလို့ရခဲ့ကြတယ်လဲဆိုတာသင်သိပါလားသူတို့ဟာရေရင်းတွေကိုလူကိုယ်တိုင်လက်နဲ့တူးခဲ့ကြပြီးအဲ့ဒါကသင်ထင်တဲ့အများကြီးပို့ပြီးအန်ရများပါတယ်ပထမဆုံးအနေနဲ့ရေရင်းမြစ်ကိုရှာရပါမယ် GPS တွေစင်ဆာတွေမရှိဘဲရှေးအောင်နီလန်းတွေကိုပဲတုံးခဲ့ကြတာပါစိန်လန်းနဲ့မြက်ခင်းဒါမှမဟုတ်စိုးဆွေးနေတဲ့မြေကြီးကိုလိုက်လံရှာဖွေခဲ့ကြပါတယ်အကောင်ဆုံးနီလန်းကတော့လူကြီးသူငယ်တွေကိုမေးမြန်းတာဒါမှမဟုတ်ရေရင်းဟောင်းနေနားမှာတူးတာပါပဲအဲ့ဒီနီးကရေထွက်ဖို့တေးကြသလိုရှိပါတယ်အဲ့ဒီနောက်မှာတော့ခါကြိုးမတ်တဲ့ပင်ပန်းနဲ့ရေရင်းတူးခြင်းကိုစတင်ကြတာပါလူတယောက်ဒါမှမဟုတ်နေ့လောက်ကမြေကြီးတွေကိုတူးဆွေးပြီးပုံရီတဲ့ထဲကအပေါ်ကနေကြိုးတွေနဲ့ဆွဲတင်ရပါတယ်အောက်ကိုပိုနဲ့လာလေးအချီနီကပိုဆိုးလာလေးပါပဲကိုလွဲဖို့တော့မလွယ်တော့အောင်နေရချင်းကျက်လာပါတယ်အောက်ဆီဂျင်လည်းနေတဲ့အတွက်ဖျောင်းတန်ထုံးသားပြီးမီးငိမ်သွားရင်အပြင်ကိုချက်ချင်းထွက်ပြေးဖို့တတိပေးချက်အနေနဲ့တုံးခဲ့ကြရပါတယ်ဒါပေမဲ့အဲ့ဒါကအဆိုးဆုံးမဟုတ်သေးပါဘူးမြေပြိုကျတာကမှတကယ်ကိုတေးစီနိုင်တဲ့အရာပါစိမ့်ထွက်လာတဲ့ရေတွေကမြေကြီးကိုပျော်ဆွဲစေပြီးအချင်းမီပြိုကျနိုင်တဲ့အနေအထားဖြစ်စေပါတယ်ဒါကြောင့်ရေတွင်းနေရန်တွေကိုကြောက်ခဲအစ်စတာတွေနဲ့စီးပြီးအကာအကွယ်လုပ်ကြရပါတယ်ခြေချင်းဝက်လောင်မြင့်တက်လာတဲ့ရေတွေရှွန်းတွေကိုမရက်မနာစုထုတ်ညင်းနဲ့ဆက်တူးကြရတာပါရေတွင်းအများစုကတော့ပေ30ကနေ40အထိနှက်ကြပါတယ်